မိကန်ဖကန်တင်ပြီးမိစော်ကဖစော်ကအကိုစော်ကအမစော်ကလှုပ်ထားတဲ့ကောင်ဘယ်တော့မှမချမ်းသာဘူးနော်မင်းတို့ဒီထဲမှာမွဲပြီးတော့အသက်ကြီးတဲ့လူတွေပါလိမ့်မယ်အဲ့ဒီမင်းစော်ကားထားတဲ့ကောင်တွေဘယ်တော့မှမကြည့်ပါဘူးအဲ့ဒါ automatic စိတ်ချကြိုက်တဲ့သင်တန်းတဲ့ကြိုက်တဲ့ကဘာအပြင်ပဲထွက်တင်ကွာလောကကြီးမှာဘယ်ဘာသာကြားပြောဖះမွေးတာလားအမေကမွေးတာလားဖះကလှုပ်ကြွေးတာလားအဖေကလှုပ်ကြွေးတာလားအဲ့ဒါဆိုမင်းဖះတဲ့မိဘပို့ပြီးကျေးဇူးကြီးတယ်လက်တွေ့မိဘကျေးဇူးမဆက်ဘဲနဲ့နေလို့ကတော့မင်းဘယ်ကောင်မှမချမ်းသာဘူးဒါလည်းမင်းတို့တရားမှတ်သွားနော်အမေစော်ကအဖေစော်ကရှိထားတဲ့ကောင်ဒီသင်တန်းလည်းကြိုးရှိမှာမဟုတ်တခါတော့မြတ်ဆက်ကြဆရာတော်ဘုရားကြီးလာပြီးတော့ထမင်းညိုင်ပို့ပြီးတော့စွန်းညိုင်လာကတ်တော့ဘာလို့လာကတ်တော့ဒီပြီးတော့မွေးနေပါဘုရားတဲ့အေးကောင်းတယ်မင်းငါလာကတ်တယ်လို့လူရန်နေလဲပါတယ်မိဘတွေရှိလားရှိတယ်ဘုရားမိဘတွေရောဒီလိုကောင်းကောင်းကြွေးပြီးကောင်းကောင်းကြော့လားအဲ့ဒါတော့မိဘတော့မကြော့ပြဘူးဘုရားတဲ့မကြွေးပြဘူးတဲ့ဘာလို့လဲဒီပြီးတော့နဲ့အမေနဲ့ကမခေါ်ဘူးဘုရားတဲ့ဟဲ့အောင်မင်းထမင်းညိုင်ပြန်ယူသွားတယ်ငါเจ้าနဲ့ကမြန်ထွက်တယ်အမေဖေးတော့မယူသေးတဲ့ကောင်ငါလာဆွန်းကြနေလို့မင်းဆွန်းငါစားစရာအကြောင်းမရှိဘူးမင်းတို့လည်းအမေစော်ကအဖေစော်ကပြောနေတဲ့ကောင်တွေငါတို့အကျိုးမရှိဘူးနော်မင်းတို့ကပြောမှာပေါ့အဖေကတောက်တယ်ဗျဖြုံးတယ်ဗျအမေကဘာလုပ်တယ်ဗျဘာလုပ်တယ်ဗျချဲထိုးတယ်ဘာလုပ်တယ်မကောင်းဘူးဗျမင်းတို့ဒီအသက်အရွယ်ထိရောက်တာအမေကမွေးတော့ကမင်းတို့မွေးချင်းအမိုက်ပုံနဲ့ပြစ်ထားရင်မင်းတို့ဒီအရွယ်ရောက်မလားအဲ့ဒီအမိုက်ပုံနဲ့မပြစ်ခဲ့ရင်ကိုမိဘကျေးဇူးရှိတယ်လုံမကြွေးတာကိုမပြောနဲ့အဲ့လိုတင်လားမဟုတ်ဘူးမင်းကိုဝန်ရှိတော့ဖျက်ချခဲ့ရင်ကိုမင်းတို့ဒီဘဝမရောက်ဘူးဘာဟုတ်တယ်ကိုဝင်တော့ငါရှိတော့ဖျက်မချတာရဲ့မွေးပြီးအမိုက်ပုံပေးစွန့်ပစ်တာတွေမင်းတို့မျက်စိနဲ့နားတယ်မကြားကြဘူးလားဘယ်နာမှာတယ်အမိုက်ပုံလေးတွေပရွက်စုပ်တွေကကြိုက်လို့တယ်မင်းတို့အမေကအဲ့လိုလုပ်ခဲ့လားဖျက်ချခဲ့လားအဲ့ဒါတွေကိုအိုကီသွားပြီဒီဘက်ဥဝဲမှာလုံမကြွတာနိုးမတိုက်တာကြောင်းမထားတာမင်းစင်းကိုမစင်းစားနဲ့အဲ့ဒီလိုမစောင့်ရှောက်ခြင်းမလှုပ်ခြင်းဒီမင်းတို့ဒုက္ခပေးခြင်းဒီမင်းတို့လည်းဘဝပေါင်းများစွာကမင်းတို့သားသမီးတွေအဲ့လိုလုပ်ခဲ့လို့မင်းတို့ဝတ်လေတာဘယ်သူမပြုမိမိမူအဲ့ဒါဆိုသဘောပေါက်သွားဒါဆိုလှုပ်ကြွမကြွမိဘအတုံးကြမကြဒီအရွယ်ရောက်တာဒီဘယ်သူကျေးဇူးလဲကဲပါအမိုက်ပုံပေးမပြည့်လို့4နှစ်5နှစ်သားလေးမှမယ်သူများမပေးပြရင်ရောမရဘူးလားအချို့မိဘတွေရှိပါတယ်သားသမီးရောင်းစားတာတို့မတိမတာပေးလိုက်တာတွေကိုမှမတိတတ်တာဘာလို့ရမလဲဒီလိုဆိုကျေးဇူးမရှိဘူးလားတောင်းပန်မှုမတင်ဘူးလားဒါလေးလဲကြိုပြောတာဟုတ်ပြီ